ဘဘရေဒီနေ့23ရက်6လ2025သတင်းလေးတွေတင်ပြကြလို့ပါဘဘအေးတင်ပြအန်ယူဂျီတင်နန်းဆရာရဲမျိုးဟိန်းကဖို့ရဲမျိုးဟိန်းခေါ်ဖိုးတကြံကမဲဆောက်မှာစီဒီအန်လှုပ်ထားတဲ့အမျိုးသမီး9ဦးကိုလိန်အမျက်ထုတ်တယ်လို့ပြောပါတယ်ဘဘအေးအိုင်ဖိုးတကြံအကောက်စောက်ကျင်မှာကောင်းတာငါစီကိုသတင်းတွေတက်လာအများကြီးပဲဟမ်အဲ့ဒါစီရဲလို့တဲ့ခေါ်လေးတွားရောဘောပြက်ရောချုပ်ပြက်တက်ပြီးရောဟုတ်ပါတယ်ဘဘဟုတ်တာပတ်စာကြီးလိုက်ကုန်ပြောတောင်းရီလောက်ပြက်ကုန်ပြီပေါ့ဟုတ်ပါတယ်ဘဘအသူပြီးပါစိတ်စီရဲကုန်ပြီပေါ့ဟုတ်ပါတယ်ဘဘဒီရဝူးရဲ့မျက်နှာကိုဖြတ်နေတာပဲဒီကောင်လေးဟမ်ဟုတ်ပါတယ်ဘဘဒီကောင်ရောက်ကမျက်နှာဘယ်တော့ထားအောင်တီးတော့ဟုတ်ပါတယ်ဘဘဒီကောင်တော့ဆိုဖိုးတကြံဟုတ်ပါတယ်ဘဘအေးအကောလေအကြမ်းဖက်တွေစောက်ရမ်းလုံးတယ်လို့ကြားရဟုတ်ပါတယ်ဘဘဒီကောင်ကုန်းလုံးပြမှရမယ်အမျိုးသမီး9ဦးလို့ပြောပါတယ်ဘဘ9ဦးလို့9ဦးလို့အဲ့ကြောင့်ငါတို့တော်လေးကြီးဆောက်ချက်ကွဲနေတာအဲ့ဒီကောင်တွေကြောင့်ဟုတ်ပါတယ်ဘဘအမတော်စေးရကောင်းတဲ့ကောင်တွေပဲပြီးတော့ဒီနေ့မနက်6နာရီလောက်ကစောနဲ့ပေါင်းမျိုးနယ်ကိုဗစ်38ကျိန်စကားလာထုသွားလို့နားစီတွေလဲကွဲဖင်းတွေလဲပြဲသေးတွေလဲရွှဲဖနက်တွေလဲပြောက်ဒူးတွေလဲထောက်ကုန်ပါပြီတဲ့ဘဘရေအချင်းမျက်စိပုံးမယ်လို့ပြောတာဟုတ်ကဲ့ဒူးတွေလဲပွဲဟလားဟုတ်ပါတယ်ဗျဟုတ်ပါတယ်ဗျအုပ်တွေလဲနန်းအစုပ်တွေလဲနန်းဘာပြောတာသေးတွေလဲရွှဲဖနက်တွေလဲပြောက်အေးဒူးတွေလဲထောက်ကုန်ပါပြီတဲ့ဘဘရေအဲ့လိုပြောလိုက်တာဟုတ်ပါတယ်ဗျဒါဆိုစကားစားလွန်တာပေါ့ဟမ်ဟုတ်ပါတယ်ဘဘဆိုလို့ရှိရင်ဟိုခက်တဲ့လူနော်ငစီတို့ပြောလိုက်ဟုတ်ကဲ့ဘဘရှေးရိုးစာတင်ညောင်းတွေပဲရွေးပြီးတော့စကားစားဘုံကျေးဝိုင်းလို့ပဲပြောလိုက်တဲ့ဟုတ်ကဲ့ပါဘဘအဲ့မှာခလေးပါဝိုင်းနော်ဟုတ်ကဲ့ဘလို့ရထားဟုတ်ကဲ့ပါဘဟုတ်လူခံလို့ရတော့ပါဟုတ်ကဲ့ပါအခုကစကားရတာဟိုအမေရိကန်နဲ့အစ္စရေးနဲ့အီရန်နဲ့ဖြစ်တဲ့ပုံစံချော်လဲရောထိုင်နေငါတို့ချက်ချင်းရှင်းနေရတာမသိပါဘူးဟုတ်ပါတယ်ဗျဟုတ်ကတော့ငါနည်းနည်းအိမ်မက်တွေစိတ်မကောင်းဖြစ်ကြအေးဒါဘာကြမ်းလဲအဲ့ဒီမှာစီတူအောင်အပါဝင်15ဦးလောက်လစ်သွားပါပြီဘဘစီတူအောင်စီတူအောင်ဆိုအဲ့ရေပြေကမ္မရေပြေစီတူအောင်လက်သွားဟုတ်ကဲ့ဘဘအေးအစိမ်မကောင်းကြောင်းတော့ထုတ်ပြန်လိုက်ရောနော်ဟုတ်ကဲ့ပါဗျာရမူကစိမ်မကောင်းဘူးလို့နော်ဟုတ်ကဲ့ပါဗျာအဲ့လိုအပ်တာလေးကူညီပေးနိုင်လို့နိုင်ငံတကာကိုလည်းအကူအညီလေးပါဖန်တောင်းလာတယ်ဟုတ်ကဲ့ပါဗျာမင်္ဂလာပါစစ်တပ်ကတော့ AR မှာစစ်ကြောင်းထိုးနေပါပြီကျွန်တော်တို့အမြဲတမ်းဝေဖန်ခဲ့တော့ဗျာနော်စစ်တပ်ကတက်ထဲမှာပဲနေပြီးတော့ရွာတွေမှာတပုံနေတယ်တပုံရွာတွေဖြစ်ကုန်ပြီအဲ့အတွက်ကြောင့်မို့လို့စစ်တပ်ကအလုံးမလုံးဘူးဆိုပြီးကျွန်တော်ဝေဖန်ခဲ့တယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်ဝေဖန်မှုတွေကတော့ရရတော့မှာပါ။ဘာကြောင့်လဲဆိုလို့ရှိရင်မြေပြင်မှာစစ်ကြောင်းတွေစထိုးနေပါပြီ။ AR မှာတပုံတွေပြေးစရာနေရာပျောက်သွားပြီ။ AA နဲ့ PDF ပူးပေါင်းတပုံတွေပေါ့ဗျာနော်။အခုဆိုပြေးစရာနေရာပျောက်နေပြီ။အဲ့တော့စစ်ကြောင်းထိုးတဲ့ပုံစံလည်းလှပတက်ရက်ပါတယ်။ဦးမင်းအွန်လိုင်းတစ်ခါပေါ့နော်။စီရေးလေ့ကျင့်တဲ့ပုံစံကိုဘယ်လိုခေါ်မလဲဆိုရှင်လေ့ကျင့်ပြခဲ့တယ်ပေါ့။အဲ့ပုံစံတိုင်းမှာပဲအရင်ဆုံးတပ်စခန်းတွေကဒီပေါ့လက်နက်ကြီးတွေနဲ့တပုံရှိတဲ့နေရာတွေကိုခေါ်လက်နက်ကြီးနဲ့ပြစ်တဲ့ခါမှာတပုံကကစင်ကလေးဖြစ်သွားတယ်အဲ့ဒီအချိန်မှာလေချောင်းကတခါလဲသူစေးပြဗီဒီယိုဖိုင်ကျွန်တော်ပြရနော်လေရင်ကတာပြီးကျဲတဲ့ခါမှာစနာကစင်ကလေးဖြစ်နေတဲ့တပုံတွေဟာလေရင်စာထိပြီးတော့နလန်မထူနိုင်အဲ့ဒီအချိန်မှာတန်ချက်ကကားတွေနဲ့တခါလဲမြေပြင်ကနေကြားတက်ထိုးပြီးတိမ့်တဲ့ခါမှာတော့တပုံတွေတော်တော်များများဒီစခန်းတစ်ခုလုံးကိုတိမ့်လိုက်နိုင်တယ်ပေါ့ဒီပုံစံမျိုးလေးတွေစေးပြသရုပ်ဖို့ဦးမင်းအွန်လိုင်းကိုယ်တိုင်ပါဝင်ပြီးတော့ဒါစီးပြထားတာဖြစ်တယ်ဗောနော်လေ့ကျင့်ပြထားတာဖြစ်တယ်အဲ့ဒီပုံစံမျိုးမနီးရိုးဆဲပါပဲအခု AR မှာစစ်ကြောင်းထိုးတဲ့ပုံစံတိတ်ကိုလှပပါတပုံရွာတွေတပုံတွေရှိနေတဲ့ရွာတွေပေါ့တပုံခန်းစစ်စခန်းတွေခန်းစစ်ရွာတွေအကုန်လုံးကိုဒီပုံစံမျိုးနဲ့ပဲစီးရအရေးယူနေတာကိုတွေ့ရတယ်အဲ့အတွက်ကြောင့်မလို့တော့တပုံတွေပြေးပေါက်မှားနေပါပြီစစ်ကြောင်းထိုးတဲ့တက်ဆိုလို့ရှိရင်စစ်ကြောင်းထိုးတဲ့တက်ကိုအနောက်ကနေပြီးတော့ဗောနော် view ဟာတွေကနေပြီးတော့ဗျူဟာတွေကနေပဲလက်နက်ကြီးနဲ့နှမ်းပြီးတော့ပြစ်ကူပေးတယ်လေရင်နဲ့လည်းပြစ်တယ်ပြီးလို့ရှိရင်မြေပြင်စစ်ကြောင်းထိုးတယ်ပေါ့အဲ့တော့တက်မ66ကစစ်ကြောင်းထိုးနေတယ်လို့စစ်ကြောင်းထိုးနေတယ်လို့ကြားသိရတယ်တပုံတွေဘက်ကလည်းတံပြန်မှုရှိပါတယ်ဘာနဲ့တံပြန်လဲဆိုလို့ရှိရင်ကျွန်တော်တို့short တိုက်တုံးတွေပေါ့ short တိုက်တုံးတွေနဲ့လာပြီးတော့ခိုးကြောင်ခိုးဝဲပြစ်တာတွေရောရှိတယ်ပေါ့နော်အခု AR အခြေအနေ344အခြေအနေဆိုလို့ရှိရင်တော့ ACC ပါပဲဒီနေ့ပြစ်ခတ်တန်လုံးဝမရှိပါဘူး
ဆိုလိုချင်တာက344ကိုလာပြီးတော့ပြစ်နေတဲ့အခြေအနေတွေရှိတယ်344ကနေပြီးတော့သူကာကင်းထုတ်ထားတဲ့နေရာရှိတယ်အဲ့ကာကင်းတွေကိုလာချောင်းပြစ်နေရရှိတယ်အခုဆိုလို့ရှိရင်တပုံကနားကတ်လို့တော့မရတော့ပါဘာကြောင့်လဲဆိုတော့စစ်ကြောင်းထိုးပြီးဆိုတဲ့ကကြတော့သူတို့ခိုးချောင်ခိုးပဲလဲနေလို့မရတော့ဘူးနေလို့မရတဲ့ခါမှာတော့ပတ်ပြေးနေရတဲ့အခြေအနေမျိုးတွေရှိတယ်အခုAR ရဲ့ဝင်ပေါက်ဖြစ်တဲ့ပန်းတော်ကြီးကိုစစ်ကြောင်းကတော့စထိုးနေပြီเนาะနောက်ထပ်ကျွန်တော်တို့စစ်ရေးသတင်းတစ်ခုဆိုလို့ရှိရင်တော့ရှမ်းကွင်းတို့ပန်းတင်တို့เนาะအဲ့ဒီဘက်ချမ်းနေမှာပေါ့လေးမျက်နှာဘက်ချမ်းမှာပါပဲ Jet Fighter နဲ့တိုက်ခိုက်တယ်လို့เนาะဝိုင်တွဲနဲ့ပါချပါတယ်အဲ့တော့အဲ့ဒီမှာနေမယ်တပုံတွေတော်တော်ကစင့်ကလေးဖြစ်နေပြီ AR မှာအခုဆိုတပုံတွေပြေးပေါက်မားနေပါအဲ့တော့ AR နဲ့ပတ်သက်ပြီးအလူခံနေတဲ့ဒီပေါ့ထောက်ဖို့အုပ်စုတွေခင်ဗျားတို့ဘာမှမထူးတော့ဘူးအခုစစ်တပ်အလုံးလုံးပြီစစ်တပ်အလုံးမလုံးခင်ကခင်ဗျားတို့ထောက်ဖို့တွေအလူခံနေလို့ရပြီအခုစစ်တပ်အလုံးလုံးတဲ့ခါမှာခင်ဗျားတို့နေစရာနေရာပါခင်ဗျားတို့လူတွေနေပြင်မှာနေစရာနေရာပါပျောက်နေပြီเนาะအဲ့တော့အချီးနီးပဲလို့ပြောချင်တယ်ဟုတ်လားအဲ့တော့နောက်ထပ်စည်ရေးသတင်းလေးဆိုလို့ရှိရင်တော့ရေဖြူရွာပေါ့ရေဖြူရွာမှာစစ်တပ်ကเนาะရေဖြူရွာဇက်ကိုတပုံနေကတ်လာတယ်ကတ်လာတဲ့အခါမှာစစ်တပ်ရဲ့စနိုက်ပါထိပြီးတော့တပုံ9ယောက်အရင်ဦးဆုံးကြာတယ်တပုံ9ယောက်ကြာပြီးတဲ့အခါမှာစစ်တပ်ရဲ့ဒီပေါ့နော်ဟိုတိုက်ခိုက်မှုကြောင့်ပဲနောက်ထပ်တပုံအယောက်20နော် AAPDF ပေါ့ AAPDF အုပ်စုတွေအယောက်20လောက်ထပ်အားလုံး25ယောက်လောက်တော့စစ်တပ်ကနေနေလိုက်နိုင်တယ်ပြီးတော့လေရင်လာတယ်လေရင်လာတဲ့အခါမှာတော့ရန်သူကဘလောက်မှမကြံတော့ဘူးနော်ရန်သူရဲ့ကြာဆုံးတွေတော်တော်များနေတယ်အရာဒီမှာအခုဆိုလို့ရှိရင်တော့တိတ်ကိုဘယ်လိုခေါ်မလဲဆိုတော့စစ်သေးကြတပုံတွေမြို့တွေရွာတွေကိုဖျက်ဆီးနေတယ်ဒါကိုစီရေးရအရေးယူဖို့လိုနေတယ်အခုဆိုလို့ရှိရင်လည်းအရေးယူလာတာတွေ့ရတဲ့ကြောင့်မလို့တော့အလုတ်လောက်တာကိုကျွန်တော်တို့ ਨੇ ကောင်းတာလုပ်တဲ့ခါမှာလည်းကျွန်တော်တို့ကောင်းသလိုချီးမွမ်းရမှာဖြစ်တယ်လို့အလုံးမလုံးတဲ့ခါမှာလည်းအလုံးမလုံးသူကျွန်တော်တို့အနေနဲ့တော့ဝေဖန်သုံးသပ်ရမှာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့နောက်တစ်ခုကပါဗျာနော်ကျွန်တော်မနေ့ကပြောခဲ့တယ်လို့မနေ့တောင်ဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ live မှာပြောခဲ့တယ်လို့ပေါ့ဒီပေါ့စစ်တပ်ကနေမြေမရှင်းတဲ့ခါကျတပုံကရွာကိုခိုးတယ်ရွာကိုခိုးပြီးတော့သူတို့နဲ့ပူးပေါင်းမှာဆိုပြီးတော့စီယုံတဲ့ခါမှာရွာသားတွေကပူးပေါင်းလိုက်တယ်ပူပေါင်းလိုက်တဲ့ခါမှာတော့တပုံရွာတွေဖြစ်ကုန်တော့ဗောဗျာနော်အဲ့ဒီရွာတွေကအခုဆိုဘာတွေဖြစ်နေလဲဆိုလို့ရှိရင်ငတ်ပြတ်တဲ့ဒဏ်တွေပါခံရပြီဘာမှစားစရာမရှိဘူးတဲ့နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့ channel ကအသီးအရွက်တွေလမ်းဘေးကအသီးအရွက်တွေခူးစားနေရတဲ့ဘဝကိုရောက်နေပြီအဲ့တော့ AR မှာတပုံတာမင်ချင်ပြီးတော့တပုံနဲ့ပေါင်းတယ်လို့တော့မဆိုလို့ဘူးဗောဗျာနော်စစ်တပ်ကမလာတဲ့ခါကျတော့လေမိရသားကြောက်ပြီးတပုံနဲ့ပူပေါင်းလိုက်တဲ့ရွာတွေအခုဆိုလို့ရှိရင်တော့အခက်ခဲကြီးမားမားတွေရင်ဆိုင်နေရပြီလို့ပြောချင်တယ်အဲ့တော့AR ခြုံငုံသုံးသပ်မှာဆိုလို့ရှိရင်တော့တမ66စစ်ကြောင်းထိုးနေပါပြီเนาะအဲ့တော့စစ်ကြောင်းထိုးတဲ့ပုံစံကလည်းအရန်ကိုလှပလွန်ပါတယ်အဲ့တော့တပုတ်တွေအထိနာနေပါပြီเนาะပြေးပေါက်တွေလည်းမှားနေပါပြီ AR ကနေပြေးမပြေးလို့ရှိရင်တော့တပုံတွေတက်ဘယ်လိုခေါ်မလဲကန်ဆိုမို့မအောင်ကြနိုင်တယ်ပေါ့ဗျာเนาะကဲဟုတ်ပြီအဲ့တော့ကျွန်တော်ရုပ်တံလေးဒီမှာပဲရပ်ပြရစေအောင် AR fighting မှာ